အားလုံးမင်္ဂလာပါကျွန်တော်ပူစုပါကျွန်တော်အခုလောလောဆယ်ကျွန်တော်တကြံချင်းလေးတစ်ပုတ်ဖန်တီးထားပါတယ်ဒီတကြံချင်းလေးကိုတော့ကျွန်တော်ဆရာမြို့မညင်းကိုဂုဏ်ပြုချင်လို့တချင်းနာမည်ကိုလည်းမြို့မညင်းလို့ပေးထားပါတယ်ဒီတချင်းလေးကိုကျွန်တော်လည်းဘယ်လိုပြောမလဲစမ်းတဲ့ပုံစံလေးလည်းဖြစ်စေချင်လို့ပေါ့နော်ဟို music ပုံစံကိုလည်းကျွန်တော်ဟိုကျွန်တော်ဂျန်ဘယ်လိုပြောမလဲအဲ့လိုဂျန်တီးလုံးဟိုမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးမှုလေးရအောင်တစ်ခုကျွန်တော်နောက်တိုင်း music နဲ့ကျွန်တော်တို့ဒီတကြံဆိုရင်ကျွန်တော်တို့ဒီကျွန်တော်စီကတကြံဒိုးပေါ့နော်အဲ့ဒီပုံစံလေးတစ်ခုဟိုတွဲမိအောင်လို့အဲ့လိုပုံစံလေးကိုကျွန်တော်လုပ်ထားပါတယ်music video ပေါ့နော်music video ရဲ့လည်းကျွန်တော်တို့အဲ့လိုမျိုးလေးဟိုအကလေးပါဆိုကျွန်တော်အဲ့လိုလုပ်မယ်လို့စဉ်းစားထားပါတယ်နောက်တိုင်းကလည်းဒီအရှိကျွန်တော်မြန်မာယူအကနဲ့ပေါ့နော်အဲ့လိုမျိုးတွဲပြီးတော့စမ်းတဲ့ချင်းလေးတစ်ပုတ်ဖြစ်မယ်လို့လည်းစမ်းတဲ့ချင်းလေးတစ်ပုတ်ဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်အဲဒါကြောင့်ဒီချင်းလေးဒီရဲ့ပိုင်းတွင်ကျွန်တော်တင်အောင်ကြိုးစားပါမယ်ဒီချင်းလေးထွက်လာရင်လည်းနားထောင်ပေးပါလို့ပြောချင်ပါတယ်online platform လေးရှိပါတယ်ဒီဗီဒီယိုအောက်မှာလည်း link ချပေးထားပါတယ်အဲ့ဒါလေးကို follow and subscribe လုပ်ပြီးအားပေးလို့ရပါတယ်မနကြိတ်တထားပါအောင်ကြာကျေးဇူးစားမလားဆိုကျေးဇူးတော့အော်ဆက်သွားပြီတော့နော်ကျွန်တော် online platform လေးလည်းရှိပါတယ်ဒီဗီဒီယိုအောက်မှာလည်း link လေးချပေးထားပါတယ်ကျွန်တော်ရဲ့ platform လေးတွေကို like share follow တူပေါ်မျိုးမနေတဲ့ချဲတဲ့ဇွန်လာတိုင်းတဲ့ကူလာရောက်ပေါ်ဟဲ့